ဒီနေ့ဗီဒီယိုဖိုင်လေးမှာတော့ကျွန်တော်တို့ format factory software ထည့်သွင်းတဲ့နည်းလေးကိုဒီပိုင်းလေးမှာအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ IO computer boot channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ဗီဒီယိုဖိုင်လေးမှာတော့ကျွန်တော်တို့ format factory software ထည့်သွင်းတဲ့နည်းလေးကိုဒီပိုင်းလေးမှာအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျာရိုးရိုးထည့်သွင်းရတဲ့ software တွေအားလုံးထဲမှာကျွန်တော်တို့ကဒါဒီခုဆိုရင်ဒါ format factory software ကိုရောက်ရှိလာပြီဖြစ်ပြီပေါ့နော် software တွေထည့်သွင်းနည်းကိုအသေးစိတ်ရှင်းပြထားတယ်ဒီ software ကဒါလည်းရိုးထည့်တဲ့ software ပဲပေါ့နော်သူကဘယ်လိုအသုံးပြုရလဲဆိုရင် MP4 ကနေပြီးတော့ MP3 ပြောင်းလဲတာလို့ဒါတွေဆိုရင်ဒီ software နဲ့လောက်ရတယ်နောက်ပြီးတော့ကျွန်တော်တို့ icon တွေ photo တွေ icon ပြောင်းတဲ့အခါမျိုးတွေမှာဒီ software နဲ့ချိန်လို့ရတာဖြစ်တယ်ပေါ့နော်ဒါကြောင့် computer basic သမားတွေနဲ့ကိုယ်ကသိရမှာဒီ software ထည့် down တဲ့နည်းနဲ့ထည့်သွင်းတဲ့နည်းကိုဘယ်လို down မလဲဘယ်လိုထည့်သွင်းမလဲဆိုတာကိုဒီဘက်လေးမှာအသေးစိတ်ရှင်းပြအောင်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးဒီ software ထည့်ဖို့အတွက်ကျွန်တော်တို့ browser ကိုဖွင့်လိုက်ပေါ့နော် browser ဖွင့်ပြီးသွားပြီဆိုလို့ကျွန်တော် browser မှာကျွန်တော်ဘာရှာရမလဲ Google လို့ရေးချလိုက် google.com ဟုတ်ပါ gle.com ဆိုပြီးတော့ကျွန်တော် Google မှာ .com ကိုကျွန်တော်ရေးချလိုက်ပြတာနဲ့တင်ကျွန်တော်တို့ဒီ browser ကြလာဒါမှကျွန်တော်တို့ကအရင်ဗီဒီယိုပိုင်းလည်းရှင်းပြထားပြီးရည်နော်အင်္ဂလိပ် version ပဲရွေးထားပေးမယ်ထိုင်းလို့ပေါ်နေပြီးတော့နော်သူကထိုင်းရွေးရင်အင်္ဂလိပ်ပေါ်တယ်အင်္ဂလိပ်ရွေးတဲ့အတွက်ကြောင့်ထိုင်းပေါ်တယ်ဟုတ်တယ်နော်ဒါကြောင့်ဒါအင်္ဂလိပ်လိုရွေးထားပြီးမလို့ထိုင်းပေါ်တာဖြစ်တယ်ပြီးအမှကျွန်တော်ကရေးရမှာ FOR4 MAD map format FACTOR1 first story ဆိုတဲ့စာသားလေးရေးပြီး keyboard ကနေပြီးတော့ under ခေါ်လိုက် first story ကိုဒီ free time software ဆိုတဲ့နေရာလေးကနေရောထောက်လိုက်တယ်ပေါ့နော်အဲ့ကနေတွားကြည့်ရှာကြည့်မယ်ကျွန်တော် first story ကိုဘယ်နာမှတောင်းမလဲပေါ့နော်okay ဒါဆိုရင်ဒါလေးကိုကျွန်တော်တွေ့လိုက်ပြီပေါ့ဒီနေရာလေးရောက်သွားပြီဆိုရင်ကျွန်တော်ဒီမှာ download ဟိုအပေါ်ဆုံးမှာတော့ download ဆိုတဲ့ဟာလေးရှိရယ်เนาะအဲ့ download လေးကိုကျွန်တော်တစ်ချက်ထားလိုက်ပါ okay ဒါဆိုရင်ကိုကကြတော့ internet download manager software ရှိလို့ရှိရင်တော့ဒါဆို internet download manager software ရှိရင်ဒီလိုပေါ်လာမရှိဘူးဆိုတော့ဒီပုံစုံလေးမှာ down နေလိမ့်မယ်ပေါ့เนาะပြီးရင် start download နေလိုက်ဒါဆိုရင်ဘယ်ရောက်သွားမလဲဆိုရင်ကျွန်တော်တို့တွေပြီးအောင်တော့ဆောက်ပြီးเนาะပိတ်လိုက်မယ်ဒါတွေအောက်ချထားလိုက်တော့မယ်okay ဒီ software ကဒါကြတော့ MP4 ကနေပြီးတော့ MP3 ကိုပြောင်းလာ icon တခြား format တွေ video နဲ့ပတ်သက်တာ photo နဲ့ပတ်သက်တာဒီ file ရဲ့ဒီ format တွေကိုကျွန်တော်ပြောလို့ရှင်တော့ video ဆို video မှာလည်းတပုံကြီးပဲရှိတယ် MP3 မှာလည်း MP3 နဲ့ပတ်သက်တာတပုံကြီးရှိတယ် MP4 ကနေ MP3 ပြောင်းတယ်လို့ဒါအခြေခံရပါတို့က down ပြီးသွားရင်ဒီလိုမျိုးလေးပေါ်ပြီးသွားတာနဲ့ကျွန်တော်ဘာဆက်လုပ်ရမလဲဆိုလို့ရှိရင်ဒီမှာဒါလေးပိတ်လိုက်မယ်ဒီ PC ကိုတက်ဖွင့်လိုက်ပြီးသွားလို့ရှိရင်ကျွန်တော်မှာ download ကိုသွားလိုက်သွားပြီးဒီမှာ program နဲ့ဝင်လိုက်ပေါ့နော်ဒါဆိုရင်ဒီမှာ format factory icon လေးကိုတွေ့ရနေပြီပေါ့နော်တွေ့ပြီဆိုရင်အဲ့ဒါကိုသွားနှံ့ချက်တင်ချာ view site နော်ဒီ software ထည့်တာအရန်ကိုအနေအများတယ်ဒီမျိုးဆိုကိုယ်ဆက်တော့တဲ့ကိုဘိုင်းရက်တွေပါဝင်ကုန်လိမ့်မယ်ကြည့်တင်ချာပြပြီမယ်နော်နှစ်ချက်ထောက်ပွင့်လိုက်မယ်ထည့်သွင်းတော့တင်ချာ view site ပြီးကြည့်ပေါ့နော်ပြီးရင်အမှတ်ချစ်ပေးမယ်ပြီးရင်နှိပ်ပေးမယ်ပြီးရင်နှိပ်ပေးမယ်ပြီးရင်နှိပ်ပေးမယ် installဟိုဘာမှလုပ်စရာမလိုဘူးအရင်ရဆိုရင်တော့ software ထည့်တဲ့ခါမှာသူကဘိုင်းရက်တွေဝင်မှုအတွက်ဒါဒီဟာကြော်ညာတွေမပါလာဘူးเนาะတချို့ဆိုတို့ဆိုကြော်ညာတွေပါထည့်ရမယ့်ပုံစံမျိုးတွေပါပါတယ်ဒါရိုးရှင်းရှင်းပဲအခုဘာရှင်းပေါ့เนาะအရင်ဘာရှင်းနေရဆိုရင်အဲ့မှာအမှတ်တွေဖြုတ်ရတယ်ရှုပ်တယ်အခုမှကျွန်တော်ဒီဘာရှင်းကိုထည့်ဘူးတာပေါ့เนาะဒါကြောင့်မလို့လွယ်ကူနဲ့ထည့်လို့ရတယ်ဘာမှစိုးရိမ်စရာမလိုတော့ဘူးပေါ့เนาะโอเคပါအဲ့ဆိုရင်ဒါထည့်လို့ရှိရင်ဒါဝင်သွားရင်ပြီးသွားပြီပေါ့เนาะ format factory ပြီးသွားပြီဆိုရင် assign ကိုနှိပ်လိုက်ပြီးသွားရင်အားလုံးကိုပိတ်လိုက်ရုံပဲပေါ့เนาะโอเคပိတ်လိုက်က format factory က desktop ပေါ်ကိုဒီမှာရောက်လာပြီပေါ့เนาะပြီးရင် close လိုက်ပါတော့เนาะပိတ်လိုက်ထပ်မလုံးနဲ့တော့ပြီးနှစ်ချက်ထောက်ဖွင့်လိုက်ဒီ software ကိုเนาะဒါ MP4 ကနေ MP3 ပြောင်းလာတော့တခြား format တွေတပုံမရတယ် photo နဲ့ video မှာတော့ format ပိုင်းဆိုင်ရာပေါ့နော်ဒီ file ပိုင်းဆိုင်ရာတွေမှာတော်တော်လေးကောင်းတဲ့ software လေးတစ်ခုဖြစ်ပါတယ်ပေါ့နော်အဲ့ဒီပိုင်းလေးကြီးရတဲ့တငယ်ချင်းတွေအားလုံးပဲကိုကဒါလေးကိုနားလဲတယ်ဆိုရင်ကိုယ့်ရဲ့တငယ်ချင်းတွေကိုလည်းကွန်ပျူတာနဲ့ပတ်သက်တာတွေကိုရှင်းပြဖို့အတွက်ဒီ video လေးပေးပို့ပေးပေါ့နော် okay ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ထားပါနောက်ထပ်သင်ခန်းစာတွေကိုဓာတ်ရောက်ရှိမှာဖြစ်ပါတယ် okay အားလုံး bye